สวัสดีครับผมชื่อสายใยครับဟဲ့အောင်ကျော်ကြီးမင်းဒီဘာလို့လဲကွာခွေးကိုလက်အုပ်ကြည့်ပြီးတော့ဝတ်ဆောက်လဲကြည့်လိုက်အောင်ကြောင်ကြီးကြောင်ကြားနဲ့ငါတွေ့ဘူးတယ်ဗာလဲငါတို့ကန်းစီပုကက်ကန်းစီကမျက်လက်စရာတော့ဖြစ်နေတယ်ကွာမင်းကလည်းတိုးတိုးလို့ကဖုတ်တယ်ငါ့ကိုကြော်ကြီးလို့မခေါ်နဲ့စွမ်းရည်လို့ခေါ်အခုဖူးခမ်းမှာဖမ်းဆီးရမ်းများနေတယ်လေကွာအဲဆိုငါမှလည်းထောက်ထားလေးစုံလားမစုံလားငါနားမလည်ဘူးအဲဆိုတော့ငါထိုင်လူမျိုးလိုကဘာလက်ခီးသွားလို့လုံးနေရတာပေါ့ကွာမင်းဟာလည်းကွာရွက်ဖြစ်တာတော့ဟုတ်ပါတယ်မင်းပုံစံနဲ့ရဲမပြောနဲ့မင်းရှိရခွေးတော့မင်းအထားကြိုက်နေရပဲဒါစင်ငါဘယ်လိုလုပ်ရမလဲကွာငါတော့ဖတ်ခိုင်းပြီးတော့မြန်မာပြည်ကိုပို့ခိုင်းဆိုရင်တော့ငါကမ္ဘာနဲ့ငါတော့ဝေးပြီကွာဟာမင်းကလည်းအလကားနဲ့ရင်တွေးကြောင်နေတယ်မင်း passport အကြောင်းတွေ visa အကြောင်းတွေမသိဘူးဆိုရင်ငါတို့ကိုကဲမှာဥပဒေနဲ့ပတ်သက်တဲ့အကြောင်းတွေပြောပြပြီးတော့တိကျတော့ပေးနေတယ်အများကြီးရှိရဲ့ကွာအဲ့ညမှာခေါ်သွားမယ်ရဟဲ့အဲ့တော့ငါတို့လုံးသမားတွေသွားလို့ရလို့လားတက်ရတာဘောကွာအခုလိုကိစ္စတဲ့အခြေအနေမှာအချိန်ကုန်ငွေခုန်ခံနေမှစားသိကြတဲ့နေရာငါတို့သွားရအောင်ရဟာတကယ်လားတဆုံငါစွမ်းရည်လို့နေစရာမလိုတော့ဘောကွာအခုပဲအဲ့ဒီနေရာကိုသွားရအောင်အေးကွာငါတို့လည်းသွားရအောင်ဒါပေမဲ့မင်းရဲ့ပတ်စီကကြအင်ဂျီတော့အရင်လဲလိုက်ရအောင်ဟုတ်ရင်ငါတို့လမ်းမှာခွေးလိုက်ဆွဲမယ်ကွာโอเคသွားမယ်ဘိုင်ဘိုင်မစ္စတာတော့သွားရမယ်နော်ဝါဝီကွာအားလုံးတဲ့မြန်ဆန်မှန်ကန်တက်တာအာရုံပူကက်ကုမ္ပဏီပါ